ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူလေးလာကြမယ့်အကြောင်းအရာကတော့အာမခံရဲ့အခြေခံသဘောတရားတွေပါပဲအာမခံဆိုတာကကျွန်တော်တို့အားလုံးနဲ့တနည်းအားဖြင့်မှာတော့ပတ်သက်နေတာမျိုးလေဆိုတော့အဲ့ဒီအာမခံရဲ့အခြေခံမူတွေကဘာတွေဖြစ်မလဲပြီးတော့ဒါတွေကကျွန်တော်တို့နေစီမွားနေရောဘယ်လိုများဆက်ဆက်နေတယ်လဲဆိုတော့ကိုအတူတူကြည့်သွားကြရအောင်အာမခံဆိုတာပါလေလို့မပြောခင်မှာလေဒီမိခုလေးကိုအရင်စဉ်းစားကြည့်ရအောင်ဘဝရဲ့အကြီးမားဆုံးဆွတ်စားမှုတွေကိုမျှဝေခံယူနိုင်ရင်ဘယ်လိုလုပ်မလဲတဲ့အမှန်တော့လေဒီအတွေးလေးကပဲအာမခံဆိုတဲ့စနစ်ကြီးတစ်ခုလုံးရဲ့အစပဲဗျာလူတွေဟာတယောက်တည်းရင်မဆိုင်နိုင်တဲ့အခက်အခဲတွေကိုအတူတကွဖြေရှင်းဖို့နီးလန်းရှာရကနေအာမခံဆိုတာပေါ်ပေါက်လာခဲ့တာပါဟုတ်ပြီဒီတော့အာမခံဆိုတာတကယ်တော့တိတ်ပြီးရှုပ်ထွေးတဲ့ရာမဟုတ်ပါဘူးသူ့ရဲ့အခြေခံသဘောတရားကအယံကိုရိုးရှင်းပါတယ်လူတယောက်ချင်းစီအတွက်မသေးချာမရေရတဲ့ဆုံးရှုံးမှုအန္တရာယ်တွေကိုလူများကြီးကစူပေါင်းပြီးတာမျှဝေခံယူလိုက်တာပါပဲအဲ့ဒီလိုလုံးလိုက်တဲ့အခါတယောက်ချင်းစီပေါ်မှာကြာရောက်မဲ့ဝန်ထုတ်ဝန်ပေါ်ကတိတိတတ်တာကိုရောကြသွားတာပေါ့အာမခံရဲ့အစကိုသိချင်ရင်တော့ရာစုနှစ်ပေါင်းများစွာကိုပြန်သွားပြီးတော့လိုင်လုံဒီတာကရွက်တင်ပေါ်ဤတွေစီကိုစိတ်ကူးနဲ့ခိတ်ချွတ်ကြည့်ရအောင်အဲ့ဒီခေတ်ကကုန်တယ်ကြီးတွေအတွက်ပင်လယ်ခီးစနိုင်ဟန်တကယ့်ကိုစွန့်စားခန့်တစ်ခုလိုပါပဲအဲ့ဒီစွန့်စားမှုတွေနေပဲခေတ်တဲ့အာမခံရဲ့အစီအမြစ်တွေပေါက်ဖွာလာခဲ့လာပါကဲဒီလိုလေးစဉ်းစားကြည့်ရအောင်ကိုကတန်ဘောပိုင်းရှင်တယောက်ဒါမှမဟုတ်ကုန်တယ်တယောက်ဆိုပါတော့ကိုရဲ့ရှိသမျှစီးစိမ်ဥစ္စာတွေကိုတင်ပို့တစည်းပေါ်အကုန်တင်ပြီးပင်လယ်ထဲချီထွက်ရမယ်ဘလောက်တောင်စိတ်ပူစရာကောင်းမလဲနော်လက်မမုံတိုင်းနဲ့တွေ့မလားပင်လယ်ဓားပြပဲအတိုက်ခံရမလားဒါမှမဟုတ်တင်ဘောမီးလောင်သွားမလားစဉ်းစားစရာတွေကအများကြီးပဲအေးလိုမတေးချမေးရမှုတွေအားလုံးအတွက်အကာအကွယ်ပေးဖို့ပေါ်လာတာကတော့ရေချောင်းအာမခံပါပဲပင်လယ်ခရီးစဉ်တစ်ခုမှာပါဝင်ပတ်သက်နေတဲ့ຢာတွေကလည်းတစ်ခုမကောက်ဘူးလေတင်မောကိုထဲတင်မောပေါ်တဲလာတဲ့ကုန်စည်တွေရတင်ရထိုက်တဲ့တဲယူပို့ဆောင်ခနောက်ပြီးတခြားတင်မောနဲ့များတိုက်မိခဲ့ရင်ပေးရမယ့်လျော်ကြေးတွေစသဖြင့်ပေါ့ဒီမှာမြင်ရတဲ့အတိုင်းပဲအာမခံစနစ်ကဒီအရာတစ်ခုချင်းစီအကွက်ကိုတီးဆန့်အကာအကွယ်တွေပေးထားတာကိုတွေ့ရမှာပါဒီစရာကိုတစ်ချက်ကြည့်လိုက်ရင်ရေချောင်းအာမခံကဘလောက်တောင်ကျယ်ပြန့်တယ်လဲဆိုတာတွေ့နိုင်ပါတယ်ပင်လယ်မုန်တိုင်းလို့သဘာဝဘေးအန်ဒီယရီနေစသည်လူတွေရဲ့လှုပ်ဆောင်ချက်ကြောင့်ဖြစ်တဲ့အန်ဒီယရီဥပမာတင်ပုံးဝင်ပို့အောင်ပင်လယ်ထဲပစ္စည်းပစ်ချရတာမျိုးဒါမှမဟုတ်ပင်လယ်ဓားပြားလို့ပြင်ပရန်သူတွေရဲ့အန်ဒီယရီအားလုံးကိုအကာအကွယ်ပေးထားတာပါကဲတင်ဘောတွေကုန်စီတွေကိုကာကွယ်ရာကနေအာမခံရဲ့အခန်းကဏ္ဍကပိုပြီးကကျက်ပြက်လာပါပြီအခုဆိုရင်ကျွန်တော်တို့လူသားတွေရဲ့အသက်နဲ့တာဝန်ယူမှုတွေကိုဘယ်လိုအကာအကွယ်ပေးလာတယ်လဲဆိုတဲ့အပိုင်းကိုစပ်ပြီးကြည့်ကြရအောင်ဒီမဲကွင်းကအာမခံသမိုင်းမှာအရေးကြီးတဲ့အပြောင်းလဲတစ်ခုကိုမိမောင်းထုတ်ပြနေတာမှာအရင်ကပင်လယ်တွေကတင်ဘောကြီးတွေအတွက်ပဲရှိခဲ့တဲ့အာမခံဆိုတာကအခုဆိုရင်ကျွန်တော်တို့ရဲ့မိသားစုအင်ကာအလို့ကင်တဲ့ချီပါကားကွယ်ပေးနိုင်တဲ့အရာတစ်ခုဖြစ်လာပြီလေဆိုတော့ဒီအပြောင်းလဲကဘလို့ဖြစ်လာခဲ့တာလဲအသက်အာမခံမှာအဓိကအဖြစ်ရည်ရွယ်ချက်နှစ်ခုရှိပါတယ်ဒီမှာပြထားတဲ့ဘက်ကတက်တန်းအာမခံဆိုတာကတော့မိသားစုကိုအကာအကွယ်ပေးတဲ့သဘောပါဆိုလိုတာကမညှော်လင်းပဲတခုခုထိတွားခဲ့ရင်ကျန်းရဲ့သူမိသားစုအတွက်ငွေကြေးဆိုင်ရာအထောက်ပံ့ပေးတာမျိုးပေါ့ညာဘက်ကတက်တာအာမခံကတော့ရင်းနှီးမြှုပ်နှံမှုသဘောဆောင်ပါတယ်ကိုယ့်ရဲ့ပိုက်ဆံကိုရေရှည်မှာတိုးပွားလာအောင်စုဆောင်းရင်းနှီးမြှုပ်နှံတာမျိုးပါ liability insurance လို့ခေါ်တဲ့တာဝန်ယူမှုအာမခံကတော့ကိုယ့်ရဲ့လုပ်ရကြောင့်တခြားတစ်ယောက်ထိခိုက်နေတာသွားတဲ့အခါပေးရမယ့်လျော်ကြီးငွေတွေကိုကာကွယ်ပေးတာပါဥပမာကိုကဆရာဝန်တယောက်ဆိုပါစို့ကိုယ့်ရဲ့ပေါ်ဆမှုကြောင့်လူနာတယောက်ထိခိုက်သွားခဲ့ရင်ပေးရမယ့်လျော်ကြီးကအများကြီးဖြစ်နိုင်တယ်လीအဲ့ဒီလိုအခြေအနေမျိုးတွေမှာဒီအာမခံကအကာအကွယ်ပေးတာပေါ့ဒီနေရာမှာတာဝန်ယူမှုအာမခံရဲ့လော်ကြီးတောင်းခံမှုလုပ်ငန်းစဉ်ကိုအစစ်လိုက်ရှင်းပြထားပါတယ်ပထမဆုံးကိုယ့်ဘက်ကနေမာရွဲမှုတစ်ခုခုဖြစ်သွားရမယ်ပြီးရင်နစ်နာသူဘက်ကလော်ကြီးတောင်းလာမယ်ပြီးတော့တရားရုံးကကိုယ့်မှာတာဝန်ရှိတယ်လို့ဆုံးဖြတ်လိုက်ပြီးဆိုရင်တော့အာမခံကုမ္ပဏီကတတ်မှတ်ထားတဲ့ပမာဏအတိုင်းလော်ချင်းတွေကိုပေးချေမှာဖြစ်ပါတယ်။အာမခံအမျိုးအစားတွေဘယ်လောက်ပဲကွဲပြားနေပါစေအားလုံးကိုထိန်းချုပ်ထားတဲ့အခြေခံစီမင်းတွေတော့ရှိပါတယ်။ရှေးခေတ်ကရွက်တင်ပေါ်အာမခံကနေဒီနေ့ခေတ်အသက်အာမခံအထိဒီစီမင်းတွေကအတူတူပဲအကျုံးဝင်နေတော့မှာ။ကဲအဲ့ဒီအဓိကကြတဲ့စီမင်းတွေကိုတစ်ခုချင်းစီလေးလာကြည့်လိုက်ကြရအောင်။ပထမဆုံးနဲ့ရေးကြီးဆုံးမှုကတော့အပြန်လန်အထူးသဖြင့်ရိုးသားမှုပါပဲဆိုလိုတာကအာမခံထားတဲ့သူတော့အာမခံကုမ္ပဏီတော့နှစ်ဖက်စလုံးကသက်ဆိုင်တဲ့အချက်လက်အားလုံးကိုဘာတစ်ခုမှမချွေမချမ်းပဲအမှန်တိုင်းပြောပြရမယ်ဆိုတဲ့သဘောပါဥပမာအသက်အာမခံထားတဲ့သူကသူ့မှာယောဂအခန်းတစ်ခုခုရှိနေတာကိုဖုံးကွယ်ထားလို့မရပါဘူးနောက်ထပ်ချက်ကအာမခံထားနိုင်သောအကျိုးစီးပွားရှိရမယ်ဆိုတာပါပဲဒါကဘာကိုဆိုလိုတာလဲဆိုတော့ကိုအာမခံထားရရပစ္စည်းဆုံးရှုံးသွားရင်ကိုမှတကယ်ကိုငွေကြေးအရာနစ်နာဆုံးရှုံးမှုရှိရပါမယ်ဥပမာကိုအိမ်ကြီးရဲ့အိမ်ကိုမီးအာမခံသွားထားလို့မရဘူးပေါ့
ဘာလို့လဲဆိုတော့သူ့အိမ်မီးလောင်သွားလဲကိုမှဘာမှနစ်နာစရာမရှိလို့လေဒီစီမင်းကအာမခံကိုလောင်းကစားလုပ်တာနဲ့ခွဲခြားပြတဲ့အထီကအချက်ပါပဲ ဒီသမိုင်းမတိုင်လေးကသစ်စစ်ဝင်စားဖို့ကောင်းပါတယ်1984ခုနှစ်မတိုင်ခင်ကဆိုရင်လူတွေဟာကိုနဲ့မတည်တဲ့သူတယောက်ရဲ့အသက်ကိုယ်တောင်အသက်အာမခံထားပြီးလောင်မစားသဘောမျိုးလှောက်လို့ရခဲ့ပါတယ်ဒါကိုတားဆီးဖို့အတွက်1984ခုနှစ်မှာအသက်အာမခံ Act ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးကိုနဲ့တကယ်သက်ဆိုင်သည့်အကျိုးစီးပွားရှိမှသာအသက်အာမခံထားခွင့်ရှိတယ်လို့တရားဝင်သတ်မှတ်လိုက်တာပါ ဟုတ်ပြီတတိယမူကတော့နစ်စနာကြီးပါဒါကဘာကိုပြောတာလဲဆိုတော့အာမခံကနေရတဲ့လျော်ကြီးငွေဟာကိုတကယ်ဆုံးရှုံးသွားတဲ့တန်ဖိုးထက်ပိုများနေလို့မရဘူးဆိုတဲ့သဘောပါပဲဥပမာပေါ့နော်တိန့်တရာတန်ကားတစ်စီကိုအာမခံထားပြီးပျက်စီးသွားတဲ့အခါတိန့်နေရလျော်ကြီးတောင်းလို့မရပါဘူးအာမခံရဲ့အဓိကရည်ရွယ်ချက်ကဆုံးရှုံးမှုကိုမူလအခြေအနေအတိုင်းပြန်ရောက်အောင်ကူညီပေးဖို့ပဲဖြစ်ပြီးအမျက်ထုတ်ဖို့လုံးဝမဟုတ်ပါဘူး ဒီနေရာမှာတော့ရေချောင်းအာမခံနဲ့တခြားအာမခံတွေကြားကနီးပညာပိုင်းဆိုင်ရာကွာခြားချက်လေးတွေကိုတွေ့ရမှာပါဥပမာရေချောင်းအာမခံမှာဆုံးရှုံးမှုတန်ဖိုးကိုခရီးစဉ်မစခင်ကတည်းကသတ်မှတ်ထားလေးရှိပြီးအိမ်အာမခံလိုမျိုးမှာတော့ဆုံးရှုံးမှုဖြစ်တဲ့အချိန်ကျမှတန်ဖိုးကိုတွက်ချက်ပါတယ်ဒီလိုကွာချက်တွေကမတူညီတဲ့အခြေအနေတွေအလိုက်ဥပဒေကဘလို့လိုက်လျောညီထွေထွေအောင်ပြောင်းလဲကျင့်သုံးတယ်လဲဆိုတာကိုပြနေလာပါ ကဲအာမခံလောကမှာမကြာခဏရောထွေးပြီးသုံးလေးရှိတဲ့စကားလုံးနှလုံးရှိပါတယ်အဲ့ဒါတွေကတော့အင်္ဂလိပ်လို insurance နဲ့ assurance ပါအတန်းထွက်ကစင်တူတလိုလိုနဲ့အတိတ်ပဲကတော့တီးတီးတာတာကွာခြားပါတယ်အခုအဲ့ဒီကွာခြားချက်ကိုရှင်းရှင်းလင်းလင်းသိအောင်ကြည့်လိုက်ကြရအောင်ဒီမှာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် insurance ဆိုတာကဖြစ်ချင်မှလည်းဖြစ်မဲ့အရာတွေအတွက်ပါဥပမာမီးလောင်တာတကိုးခိုးတာလိုမျိုးပေါ့ဒါတွေကဖြစ်နိုင်ချေပဲရှိတာလी assurance ကတော့တေချာပေါက်ဖြစ်လာမဲ့အရာဥပမာလူတိုင်းကြုံရမဲ့တေဆုံးခြင်းလိုမျိုးအတွက်ကြိုတင်ပြင်ဆင်ပေးတာဖြစ်ပါတယ်တစ်ခုကဖြစ်နိုင်ချေအတွက်နောက်တစ်ခုကတေချာမှုအတွက်ပေါ့ကဲဒီနေ့တော့ကျွန်တော်တို့အာမကန်ရဲ့အခြေခံမှုတွေအကြောင်းကိုလေ့လာခဲ့ကြပြီးပါပြီပင်လယ်ပြင်ကစွန့်စားမှုတွေကနေစပြီးလူအသက်နဲ့တာဝန်ယူမှုတွေအထိအာမခံကဘလို့အကောက်အွယ်ပေးတယ်လဲဆိုတာကိုတွေ့ခဲ့ရပါတယ်အေးကြီးတာကအာမခံဆိုတာမကောင်းတဲ့အဖြစ်အပျက်တွေကိုမဖြစ်အောင်တားဆီးပေးတာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီလိုအဖြစ်အပျက်တွေကြုံလာတဲ့အခါမှာကျွန်တော်တို့ကိုငွေကြေးရပြန်လည်ရည်တည်နိုင်အောင်ကူညီပေးတဲ့အင်မတန်အစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်ဒီတင်ဆက်မှုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်